တရားနဲ့တရားမိသားစုတစ်ခုနဲ့တစ်ခုယုံကြည်မှုတည်ဆောက်ဖို့ဆိုတာနှစ်ပေါင်းများစွာအချိန်ယူရပါတယ်ကျွန်တော်တို့မန်လေးမြစ်တိုင်းစီကံလေးအတွက်ကတော့အဲ့ယုံကြည်မှုဟာလွန်ခဲ့တဲ့24နှစ်လောက်ကလေးကစတင်ခဲ့တာပါဒီမိသားစုလေးနဲ့ကျွန်တော်တို့မန်လေးမြစ်လက်တွဲခဲ့တာအခုဆိုရင်နှစ်ပေါင်း20ဝန်းကျင်ရှိပါပြီ2005ခုနှစ်လောက်ကဒါတာသမီရလိုချင်းဆိုတဲ့ခေါင်းစဉ်နဲ့မန်လေးမြစ်မှာဆွေးနွေးတိုင်ပင်မှုတွေပြုလုပ်ခဲ့ရဲပေါ့နော်ဒါပေမဲ့လို့ဒီတစ်ဖက်စီးပညာမှာမိခင်ရဲ့နောက်ခံကျမရေးအခြေအနေကြောင့်တာသမီမယူဖို့တားမြစ်ထားပေမဲ့လို့ဒီမန်လေးမြစ်နဲ့ဆွေးနွေးတိုင်ပင်မှုပြုလုပ်ပြီးတော့ဒီတိုင်းရေးစီးပညာအရတာသမီရဖို့စူးစမ်းနိုင်သေးတယ်စူးစမ်းနိုင်တဲ့အခွင့်အရေးရှိသေးတယ်ဆိုတဲ့ဒါမတူညီတဲ့အမြင်တစ်ခု perspective တစ်ခုကိုယုံကြည်ပြီးတော့ဒါစေကူတာမှုတွေခံယူခဲ့တယ်ပေါ့နော်ဒါခမန်းကြီး3လကနေ6လအတွင်းမှာပဲဒီသမီးဦးလေးကိုအောင်မြင်စွာတည်တင်နိုင်ခဲ့ပါရဲ့ရှင်မန်လေးမြစ်က2003ခုနှစ်မှာကျွန်တော်စပြီးတော့ထူထောင်တာ2003လွန်ခဲ့တဲ့2003ခုနှစ်ကအဲ့ဒီကလေးကနော်19လ2005မှာဟုတ်တယ်ဆရာမချောစုကျွန်တော်တို့အားလုံး16နှစ်လောက်တော့ရှိပြီနော်သမီးမမွေးခင်တည်းကသမီးကိုခု16နှစ်တည်းရောက်သွားပြီဆရာကျွန်တော်တို့အဲ့တိုင်ငင်ရဆရာနဲ့အဲ့လိုမျိုးလက်တွဲပြီးဆေးကုပြီးဟုတ်တယ်ဆရာစီ3ဆွဲ2005လောက်ပဲအခုဟိုဘာချောစုပြော16နှစ်လောက်ကိုရှိအဲ့ဒီကလေးကလေးတွေရဲ့ချောင်းဆိုးချွဲချက်နေမကောင်းဖြစ်တာကအစားဘိုးဘွားတွေရဲ့ကျန်းမာရေးဆောင်ရှောက်မှုကအဆုံးမချောစုတို့မိသားစုကကျွန်တော်တို့မန်လေးမြစ်နဲ့ယုံကြည်ကြည်လက်တွဲခဲ့ပါတယ်ဒီလိုယုံကြည်လေးစားမှုကမန်လေးမြစ်ကဆရာကြီးဆရာမကြီးတို့တာမကဒါကျွန်တော်တို့ခံယူထားတဲ့စီးပညာကျင့်ဝတ်နဲ့ပေးဆက်မှုတွေအတွက်ပါဂုဏ်ယူဝတ်မြောက်မိပါရဲ့ရှင်也许你嘛，用起来谁才 together， 你吹丢我，但也是平安的照看有个古达比奈那，西有个北有个，图古西干嘛，门里你。ခုလိုမျိုးရေးရှိလက်တွဲရလာအောင်ကျွန်တော်တို့မန်လေးမြစ်ပေါ်ယုံကြည်ပေးကြတာဟာကျွန်တော်တို့ရဲ့တိကျတည်ကြတဲ့စီးပညာအတတ်ပညာရိုးရာကုသမှုစနစ်တွေနဲ့လူနာရဲ့ပေါ်ထားရှိရဲ့စေတနာကြောင့်ပဲဖြစ်ပါတယ်တိုင်းရေးစီးပညာကလည်းနေ့စဉ်နဲ့အမျှတိုးတက်နေအောင်မို့ကျွန်တော်တို့မန်လေးမြစ်အဖွဲ့သားတွေကလည်းလူနာတွေအတွက်အကောင်းဆုံးနဲ့အထီးအောင်ဆုံးဖြစ်စေမဲ့ကုသမှုတွေကိုအမြဲမပြတ်လေ့လာစမ်းသပ်နေပါတယ်ကျွန်တော်တို့စီမှာပုံပွင့်လင်းလင်းဆွေးနွေးတိုင်ပင်နိုင်တဲ့ကောင်ဆယ်လင်စေတနာအပြည့်နဲ့နှွေးထွေးတဲ့ဆောင်းရှောက်မှုနောက်ပြီးလူနာတယောက်ချင်းစီရဲ့နောက်ခံကျန်းမာရေးကိုတေချာမှတ်တမ်းတင်ပြီးမိသားစုဆရာဝန်ပြီးစိတ်ရှိရှိနဲ့ဆောင်းရှောက်မှုတွေကြောင့်ပဲဖြစ်ပါတယ်စုနှစ်တစ်ခုမှကနောက်နှစ်ပေါင်းများစွာအထိလေတင်တို့မိသားစုရဲ့ကျန်းမာရေးကိုဆောင်ရှောက်ပေးဖို့မန်လေးမြစ်ကအသင့်ရှိနေပါတယ်လူချင်းမင်းတို့မိသားစုရဲ့ကျန်းမာရေးကိုယုံကြည်စိတ်ချရတဲ့မန်လေးမြစ်ကိုစိတ်ချမ်းသာစွာလွှဲအပ်လိုက်ပါခိုင်မာတဲ့မြန်မာတိုင်းရင်းစေပညာစေတနာတွေနဲ့အမြဲတမ်းကူညီပေးပါမယ်ကျေးဇူးတင်ပါတယ်ရှင်